အခုဒီခေတ်စားနေတဲ့ဒီပေါ့နော် baseball ရိုက်တဲ့ဗီဒီယိုလေးမောင်မလို့ရှိရင်စမှာ UFC ပွဲကြည့်ရပြီးလုပ်ထားတယ်။အဲ့ဒီလုပ်ပြပါမယ်။အဲ့အရင်ဆုံးဒီပုံစံလေးပုံလေးထုတ်မှာပေါ့နော်။ပုံလေးကတော့ကျွန်တော်ချက်ကြည့်ပြီးမှတောက်ထုတ်ပါတယ်။ဒီပုံလေးကကျွန်မရဲ့ channel မှာ copy ကူးဖို့အတွက်လာယူပါ။အဲ့ဒါပြီးတော့လို့ရှိရင် clean AI နဲ့လုပ်ပြမှာဖြစ်ပါတယ်။ clean AI ကို free သုံးပြီးတော့မှလုပ်ပြမှာဖြစ်ပါတယ်။အဲ့တော့ clean AI အကောင့်ကိုသူများရတော့အလွယ်တကူပေါ့နော်။ Gmail နဲ့ပြင်ကြတယ်။ဒီ Gmail နဲ့ပြင်ရတဲ့ဘွဲတော့ဆိုလို့ရှိရင်တော့လွယ်နေမယ်လို့နောက်ပြန်ဝင်တဲ့ဆံမှာခက်တာတွေပဲဖြစ်နိုင်တယ်။အဲ့တော့ email နဲ့ပြင်ပြမယ်။အဲ့တော့အရင်ဆုံး website ကိုသွားတယ်။သွားပြီးလို့ရှိရင်phone website ကိုသွားလိုက်တယ်။ clean AI လေးရှာတယ်။ရှာပြီးတော့လို့ရှိရင်အမှတွေ့ပြီဆိုရင်ဒီမှာ sign in ဆိုတာလေးနှိပ်လိုက်တယ်။နှိပ်လိုက်ပြီးတော့လို့ရှိရင်အဲ့မှာsign with email ဆိုတာလေးနှိပ်လိုက်တယ်ပေါ့နော်။နှိပ်လိုက်ပြီးတော့လို့ရှိရင်အခုမှအကောင့်တစ်ခွင့်မှာနော်အရင်ကမဖွင့်ဘူးတဲ့အကောင့် Gmail နဲ့အကောင့်တစ်ခွင့်မှာဖြစ်တဲ့ sign up for free ဆိုတော့နှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့လို့ရှိရင်အပေါ်မှာ email ထည့်မယ်ကို Gmail ထည့်မယ်ဒီအောက်က password ကကိုအဆင်ပြေရဲ့ပေါ့နော်ကိုပြတ်မိတဲ့ password ကိုထည့်လိုက်တာဆက်လိုက်ပြီးတော့လို့ရှိရင်အမှ next ကိုထည့်လိုက်တဲ့အခါမှာကိုကပေါ့နော်ဒီဟာကဒီ robot home ဟုတ် software လုပ်တဲ့အနေနဲ့ဒီဟာလေးကို password လေးကိုဆက်ပြရတယ်တိုးလေးဆွဲလိုက်ရင်အဲ့မှာတော့ပုတ်ပို့လိုက်တယ်ကိုကမှထည့်လိုက်တဲ့ Gmail လေးကိုပုတ်ပို့လိုက်တယ်အဲ့ဒီကုံလေးကို copy ပြီးတော့မှထည့်ပြီးတော့မှလုပ်လိုက်ပြီးဆိုရင်အကောင်းရတောင်းရပါလို့ဆိုရင်ကျွန်တော်က free AI application ကိုတောင်းမယ်။တောင်းပြီးလို့ရှိရင်အမှ login ရဲ့ email ဆိုတဲ့နေရာမှာကျွန်တော်ကထည့်ထားတဲ့ email ရဲ့ password ရဲ့ထည့်ပြီးတော့မှဝင်လိုက်လို့ရှိရင်ဒါလေးလေးကိုပြင်ရရတော့ဒီကအများနဲ့ဝင်လာတဲ့ဒီတိုင်းထည့်ပြီးမှဝင်ရအောင်ပါမယ်။အဲ့ဒါရောက်ပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာတော့ဒီ motion control ဆိုတာလေးကိုနှုတ်မယ်။ပြီးတော့လို့ရှိရင်ဒီမှာက check လေးမှာထည့်ခဲ့တဲ့ပုံလေးကိုအပေါ်မှာချက်မယ်။ပြီးတော့လို့ရှိရင်ဗီဒီယိုလိုနေတယ်အဲ့ဗီဒီယိုအရင်ဆုံးရှာအောင်အဲ့ဗီဒီယိုဒီ search bar မှာ baseball trend ဆိုပြီးမှရိုက်လိုက်တဲ့အခါမှာ baseball ကြည့်နေတဲ့ဗီဒီယိုပုံလေးထွက်လာတယ်အဲ့ရပိုစိုက်တဲ့တစ်ခုကိုညှားလေးကိုနှိပ်ပြီးတော့မှ download ဆွဲလိုက်မယ်အဲ့ဒါဗီဒီယိုလေးကကိုဖုန်းနဲ့ရောက်သွားအဲ့ဒီဗီဒီယိုလေးကိုဒီအောက်ကဒုတိယအကွက်နေရာမှာထည့်မယ်ထည့်ပြီးတော့လို့ရှိရင်ဒီမှာ free တော့မှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့က1080ကိုရေးပါလို့720ကိုရေးပါမယ်အပေါ်မှာလည်း version ကိုချင်းလေးရေးပါလို့2.6ကိုရေးပါမယ်အဲဒါဆိုရင် credit ပုံကနည်းတဲ့အတွက်ကြောင့်မို့လို့ account အသစ်ဖွင့်ပြင်ခြင်းဆိုလို့ရှိရင် credit က60ပါတယ်ဆိုတော့ကြတော့လောက်ပါတယ်ကိုထုတ်မဲ့ဗီဒီယိုအဲဆိုရင်အောက်မှာစံနှုန်းစာကိုနှိပ်လိုက်ပြီးဆိုလို့ရှိရင်ဗီဒီယိုလေးထွက်လာပါပြီထွက်လာပြီဆိုလို့ရှိရင်နောက်တော့လုပ်ပြီးတော့မှဆွဲရမှာဖြစ်ပြီးတော့ဒီပေါ့နော် AI ကနောက်ပေါ့နော်ကိုကရေသုံးစင်နဲ့ပါတယ်ဆိုရှင်လည်းဝယ်လို့ရပါတယ် official ဝယ်လို့ရပါတော့ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်ဒီ Telegram ပင်ရဲ့ assistant လေးစက်ပါမှာတားပြီးတော့မှလေးပြီးတော့မှဝယ်လို့ရပါတယ်ရှင်